皆さんこんにちは。ဒီနေ့ကတော့ဟိုတယ်ပညာဒါနဗီဒီယိုဒီ9မိတ်ဖြစ်ပါတယ်။ဒီနေ့မှာကတော့Danဆိုတာကဘာကိုပြောရလဲဆိုတော့ကြီးဆိုင်ရှိစနောကိုတိုကြီးဆိုင်ဆိုတာတိတ်ငယ်တော့ရှိဆိုတာကဒါကိုပိုင်တီးတန့်ဆိုတဲ့ဟာရှိဆိုတာအခန်းအဲ့တော့ကိုပိုင်တီးတန့်အခန်းတိတ်တိတ်လေးကိုပြောခြင်းဖြစ်ပါတယ်တဲ့ဟိုတယ်လူတွေကဟိုတယ်မှာဆိုလို့ရှိရင်ကြီးဆိုင် living room ကြီးဆိုင်ဆိုတာတိတ်ငယ်တော့ living room ဆိုတာကကြတော့နားနေခန်းအဲ့ဒါကိုစာစုကိုတိုကအားလို့ပြောတဲ့အချိန်ခါလည်းရှိပါတယ်အဲ့တော့သူက Dan လို့ပြောလိုက်တာနဲ့ Dan ဆိုတာဘာလဲဆိုတော့ကတင်းငယ်တဲ့ပေါ့နော်တင်းငယ်တဲ့ကိုအတီးတန့်အခန်းလေးတစ်ခုဖြစ်ပါတယ်ဟိုတယ်မှာဆိုရင်တော့သူကဘာကိုပြောရလဲဆိုတော့နားနေခန်းအခန်းသေးသေးလေးပေါ့နော်အခန်းထဲမှာနားနေခန်းအသေးသေးလေးတစ်ခုရှိတယ်အဲ့ဒါကို Dan လို့ပြောတယ်ဟောကကြတော့ day use ဆိုတာက day use ဆိုတာကတိုမာရာဇနီဆိုတာကတဲကိုရာမဟုတ်ပဲနဲ့တဲကိုရာမဟုတ်ပဲဆိုတာနေထိုင်တာမဟုတ်ပဲနဲ့ပေါ့နော်ဟန်နီချီတာခဲဆိုတာဟန်ဆိုတာတဝက်နီချီဆိုတာရက်နေ့တရက်နေ့တဝက်ပေါ့နော်နေ့တဝက်တာလည်းရင်တာယီစာယီစုရုကိုတိုတဲကိုရာကိုပြောခြင်းဖြစ်ပါတယ်တဲ့ချက်ကူအောက်တိုဆိုတာချက်ကောက်လုပ်တဲ့ကြီးကိုကိုဆိုတာကအချိန်အဲ့တော့ချက်ကောက်အချိန်ကိုစကီတေမိုဆိုတာကြော်သွားလဲပဲပေါ့နော်သူတို့ချက်ကောက်အချိန်ကဘယ်အချိန်ဖြစ်ပါလဲဆိုပြီးသတ်မှတ်ထားတဲ့အချိန်ကိုကြော်သွားလဲပဲတဲ့တော်တော့ရင်လည်းပဲဟဲရကိုရီယိုရှိတာကြီးပါအခန်းကိုပေါ့နော်ဆက်ပြီးသုံးကျင်နေတယ်ဆိုလို့ရှိရင်ဟန်နီချီဘွန်နော်ရီယိုခင်းကိုရှီဟာရာဦးဆိုတာကဟန်နီချီဘွန်ဆိုတာကနေတဝက်စာအတွက်ရီယိုခင်းကြတဲ့ငွေကိုရှီဟာရာဦးပေးဆောင်ရပါတယ်တဲ့အဲ့တော့ day use ဆိုတာကသူကတညအိတ်2ညအိတ်3ညအိတ်အဲ့လိုမနေဘဲနဲ့နေတဝက်ပဲနေတယ်ပြီးတော့လို့ရှိရင်သူကသူချက်ကောက်အချိန်မှာချက်ကောက်မထွက်ဘဲနဲ့ဆက်ပြီးတဲကျင်လဲရတယ်တဲနေပြီးတော့သူတဲပြီးတော့ထွက်မဲ့အချိန်အဲ့လောက်မှသူကနေတဝက်စာရှင်းပေးခင်ရပြီအဲ့ဒါက day useနောက်တစ်ခုကကြတော့ transfer ဆိုတာက transfer ဆိုတာကကူပြောင်းပေးတယ်ရွှေ့ပြောင်းပေးတယ်ပေါ့နော်ကူခေါ်ဆိုတာကလေစိတ်ကူခေါ်နောက်တစ်ခုအခီခါရဆိုတာကဒီအခီဘူတာယုံကနေပြီးတော့ဟိုတယ်လူဟဲနော်ဆိုတာကဟိုတယ်တို့ဤတိုးနော်ခို့တိုဆိုတာကဤတိုးဆိုတာကရွှေ့ပေးတယ်ပေါ့နော်ပြောင်းရွှေ့ပေးတာကိုပြောခြင်းဖြစ်ပါတယ်တဲ့အဲ့တော့သူကလေစိတ်တို့ဒီအခီနော်ဘူတာယုံကနေပြီးတော့ဟိုတယ်ကိုရွှေ့ပြောင်းပေးတဲ့ဟာကို transfer လို့ပြောတယ်နောက်တစ်ခုကကြတော့ overbook ပေါ့နော် overbook ဆိုတာက overbooking ဆိုတာကသူတို့ဒီ hotel မှာပေါ့နော် booking ပြည့်သွားတယ် booking ပြည့်သွားတဲ့အချိန်မှာအဲ့လိုမျိုးအချိန်မှာတဲ့အဲ့လိုမျိုးတွေ hot stay ရှိတာဆိုင်ဆိုတာကထွက်ပေါ်လာတဲ့အချိန် overbooking တွေထွက်ပေါ်လာတဲ့အချိန်မှာဆိုလို့ရှိရင် guest တို့ကို guest တွေဧည့်သည်ကိုပေါ့နော်ဟိုကနော် hotel လူဟဲဆိုတာကတခြား hotel ကိုဥစုဆိုတာကရွှေ့ပြောင်းပေးတဲ့ကိုတော့အဲ့ဒါကိုပြောခြင်းဖြစ်ပါတယ်တဲ့အဲ့တော့ transfer ဆိုတာကဘယ်လိုမျိုးဟာလဲဆိုတော့ပထမတစ်ချက်ကတော့သူကဒီလေစိတ်တို့ဘူတာယုံကနေပြီးတော့တွားပြီးတော့ဧည့်သည်ကိုခေါ်လာပြီးတော့ဒီဟိုတယ်ကိုခေါ်ပေးတာအဲ့ဒါကို transfer လို့ခေါ်တယ်နောက်တစ်ခုကကြတော့ overbooking ပေါ့နော်ကိုယ့်ရဲ့ hotel မှာ overbooking ဖြစ်လာတဲ့အချိန်မှာကိုယ့်ရဲ့ hotel မှာဒီဧည့်သည်ကတဲလို့မရတော့ဘူးအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာနေပြီးတော့ဒီ guest ကိုနောက်ထပ် hotel တစ်ခုကိုပြောင်းပေးတာအဲ့ဒါကိုလည်း transfer လို့ခေါ်တယ်နောက်တစ်ခုကကြတော့ tori pulu ဆိုတာက triple ဆိုတာက3ကိုပြောတာပေါ့နော်အဲ့တော့သူက double lumu ဆိုတာ double room 2ယောက်အိတ်အခန်းအဲ့ဒီကနောက်တစ်ခုကတဲ့ in lumu နိ twins ပေါ့နော် twins အခန်းမှာနေပြီးတော့တဲ့ signing တဲ့3ယောက်တိုမာရူကိုတိုအဲ့တော့သူ့ဘာသူ double အခန်းပဲဖြစ်ဖြစ် twins အခန်းပဲဖြစ်ဖြစ်အဲ့အခန်းမှာ3ယောက်တက်ခိုတာကိုဘာလို့ခေါ်လဲဆိုတော့ tori pulu လို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့doorman ဆိုတာကကြတော့ doorman ကကြတော့ hotel လူနော် hotel ရဲ့ entrance ဆိုတာ entrance ဆိုတာဝင်ပေါက်ဒဲဆိုတာမှာပေါ့နော်ဝင်ပေါက်မှာ okyakusama ဆိုတာဧည့်သည်ကိုဒဲမူခါရဲ့တာရီကြိုတာတော့နောက်တစ်ခုကကြတော့ omi okuri ကိုစုရုဆိုတာ omi okuri ဆိုတာလိုက်ပို့တာကိုလုပ်ပေးတဲ့ sutafu no koto staff ဝန်ထမ်းဖြစ်ပါတယ်တဲ့အဲ့တော့ doorman ဆိုတာ ਨੇ ဒီဝင်ပေါက်မှာဧည့်သည်တွေကိုကြိုပေးတယ်လိုက်ပို့ပေးတဲ့ staff ကိုပြောတာဖြစ်တဲ့ doorman နောက်တစ်ခုdormitory ဆိုတာကကြတော့ yusu hostel ဆိုတာက youth hostel ကိုပြောတာ youth hostel ဆိုတာကကြတော့လူငယ်တွေကိုပဲတီးတန့်ပေါ့လူငယ်တွေကိုပဲတီးတန့်ငှားတဲ့နေရာကိုပြောတာလူငယ်တွေပဲတီးတန့်ငှားပေးတယ်မာတာဝနောက်တစ်ခုကကြတော့ guest house ဆိုတာကကြတော့ guest house ပေါ့နော် guest house ဆိုတာကသူ့ဘာသာသူမိသားစုဝင်နေမယ်သူတို့အိမ်မှာအခန်းလေးတွေတက်ပြီးတော့ဒီငှားတာပေါ့နော် guest တွေကိုငှားတယ်
gas ငါးတာတင်တယ်အဲ့လိုမျိုးနှားတော့အစရှိတဲ့ဖြင့်နော်အိုက်ဘေးရဆိုတာကဝေမျှပြီးတော့သုံးတယ်တာယူပူနော်ဆိုတာကပုံစံရဲ့ရှုကူဟာကူရှိဆဲဆိုနော်ကိုတော့အဲ့လိုမျိုးအခန်းပုံစံကိုပြောချင်းဖြစ်ပါတယ်ဒီလိုမျိုးကတင်လေးရနေပေါ့နော်လူငယ်လူရွယ်တွေကြီးပဲတီးတန့်အဆောင်အိတ်ဆောင်အခန်းမျိုးပေါ့နော်ဝေမျှပြီးသုံးရတဲ့အခန်းတာယူပူပုံစံလိုမျိုးကိုဘာလို့ခေါ်လဲဆိုတော့ကတိုမီတိုရီအဲ့တော့တိုမီတိုရီဆိုတာကအိတ်ဆောင်ပုံစံအခန်းအိတ်ဆောင်ပုံစံအခန်းဝေမျှပြီးတော့သုံးရတာအိုင်ဘေးရပေါ့နော်အိုင်ဘေးရတိုင်ပူနော်ရှုကူဟာကူရှိဆဲဆိုအဲ့ဒါလေးသိရတယ်ပေါ့နော်အိုင်ဘေးရတိုင်ပူနော်ရှုကူဟာကူရှိဆဲဆိုအဲ့ဒါကဘာလဲဆိုတော့တိုမီတိုရီအိတ်ဆောင်ပုံစံအခန်းနောက်တစ်ခုကကြတော့တိုလဲစုခို့တိုဆိုတာက dress code ဆိုတာက dress ကဒီအဝတ်အစားတွေပါတယ်ကိုပြောတာပေါ့နော် clothes ပေါ့အဝတ်အစားတွေအကုန်လုံးပြောအဝတ်အစားတွေမှာတက်ထားတဲ့ coat တွေပါတယ်အဲ့ဒါကိုပြောတာပါဖူကုဆိုနီဒီအဝတ်အစားတွေနဲ့ပေါ့နော်အဝတ်အစားတွေနဲ့ခန်းစတဲနော်ဆိုတာကပတ်သက်တဲ့ခိတေးနော်ခို့တိုဆိုတာကဒီစီမင်းစီကန်တွေဖြစ်ပါတယ်အဲ့တော့သူပြောချင်တဲ့တဘောကဒီ coat inji sorry coat inji ပဲ dress တွေပေါ့နော်ဒီအဝတ်အစားတွေမှာသူ coat number လေးပါလေးတက်ထားတယ်အဲ့ဒါလိုမျိုးပြောတာအဲ့ဒါကတိုလဲစုခို့တိုလို့ခေါ်တယ်နောက်ကကြတော့ no show ကိုတတိထားပါနော် no show ကပါပါတယ်no show ကကြတော့ယောယာကုကိုစီတာအိုဖြာကုဆာမကဆိုတာကယောယာကုကိုစီတာဆိုတာကဒီဘိုကင်လောက်ထားတဲ့အိုဖြာကုဆာမဧည့်သည်ကားတဲ့ cancel လူနော်ရန်ရာကုကိုဆယ်စုဆိုတာ cancel လုပ်မယ်ဆိုပြီးတော့ရန်ရာကုကိုဆယ်စုဆိုတာဆက်သွယ်ခြင်းကိုဆယ်စုမလုပ်ဘဲနဲ့တိုးကြည့်ဆိုအဲ့ဒီနေ့မှာပဲအာရာဝရဲနိုင်ကိုတော့ဆိုတာအဲ့ဒီမှာပဲမလာတဲ့သူပေါ့နော်သူဘိုကင်လောက်ထားပြီးတော့ဒီနေ့ကျွန်တော်ဘိုကင်ဖြတ်ပါတယ်မလာနိုင်တော့ပါဘူးဆိုပြီးတော့လည်းဘာမှလည်းအကြောင်းမကြားပဲနဲ့အဲ့ဒီမှာပဲလာမတဲတဲ့သူပေါ့နော်တနည်းအားဖြင့်ဘိုကင်လောက်ထားပြီးတော့လာမတဲတဲ့သူကို no show လို့ပြောပါတယ်နောက်တစ်ခုကကြတော့ mountain view ဆိုတာက mountain view ကခါကူရှိစတိုင်းပနောဟီတိုစတဲ့ဒီအခန်းအမျိုးအစားတစ်မျိုးဖြစ်ပြီးတော့ခါကူရှိစခါရဒီအခန်းကနေပြီးတော့ပေါ့နော်ယာမကတောင်ကမီအဲရုဟေယာတိုင်းပနောကိုတိုဆိုတာကတောင်ကိုလှမ်းမြင်ရတဲ့အခန်းအမျိုးအစားပဲဖြစ်ပါတယ်တဲ့အဲ့တော့လွယ်လေးပါ mountain view ဆိုတာကကိုယ့်အခန်းထဲကနေပြီးတော့ယာမတောင်ကိုလှမ်းပြီးမြင်ရတာကအဲ့ဒါ mountain view နောက်တစ်ခုကကြတော့မာဖီဘဲတိုဆိုတာကကြတော့ခဘဲဆိုတာကနံရံနောက်တစ်ခုကကြတော့ခရိုဇက်တိုဆိုတာကကြတော့ဒီ closest ပေါ့နော်ဒီအဝတ်တွေပါတယ်ထဲ့တယ်ပြီးတော့တိုးအစရှိတီကိုပေါ့နော်ရှူနောစူဒူတိုင်ပူနောဘက်တိုနောခို့တိုဆိုတာကသူကဂရင်သိရမလားမြင်မှုမှာဂရင်အဲ့ဂရင်ကိုနေပြီးတော့ဂရင်ပေါ့နော်အဲ့ဂရင်ကိုခောက်ပြီးတော့ဒီနံရံရှိတဲ့နံရံထဲမှာဒီကောင်ကိုခောက်ပြီးတော့ထည့်လိုက်လို့ရတယ်အဲ့လိုမျိုးပြောသူကကြတော့နေရာတိတ်မရှူတော့ဘူးပေါ့နော်ကိုအိတ်ပြီးရတဲ့တခါတည်းပဲဒီခောက်ပြီးတော့နံရံတွေကိုကတ်ထားလိုက်လို့ရတယ်အဲ့လိုမျိုးဟာကိုသူကမာဖီဘက်တိုလို့ခေါ်တာပေါ့နော်နံရံတို့ဒီနံရံကတ်ပြီးတော့အဲ့လိုမျိုးအစရှိတဲ့ဖြင့်ပေါ့နော်တိုးလောင်ထားလို့ရတဲ့ပုံစံမျိုးအဲ့ဒါကိုမာဖီဘက်တိုလို့ခေါ်တယ်အဲ့တော့အလွယ်မှတ်မယ်ဆိုလို့ရှိရင်မာဖီဘက်တိုဆိုတာကကိုအိတ်ပြီးသွားလို့ရှိရင်ကိုနှိုးလာလို့ရှိရင်သူ့ကိုခောက်ပြီးတော့နံရံမှာပတ်ခနဲ့ပြန်ကတ်ထားလိုက်လို့ရတယ်အဲ့တော့ကိုကဒီဂရင်လိုက်ကြီးနေရာကြီးမစားတော့ပဲနဲ့အဲ့ကလေးနေရာမှာတခြားဟာလေးမနဲ့မိုးလေးနိုင်လောက်လို့ရတယ်ပေါ့နော်နေရာတိတ်မစားအဲ့လိုမျိုးဟာကိုမာဖီဘဲတိုလို့ခေါ်တယ်ပေါ့နော်